အားလုံးပဲမင်္ဂလာပါဒီနေ့တအိမ်သားလုံးခေါင်းမပေါ်နိုင်အောင်စားကြတဲ့ဒညင်းလေးငပိချက်လေးကိုချက်ပြသွားမှာပါပထမဦးဆုံးဒညင်းလေးတွေကအစံလေးကိုထုတ်ပြီးတော့ဒီလိုပြားလေးဖြစ်အောင်လို့ပါတော့ငရုပ်စုံလေးမှာထည့်လုပ်လိုက်တယ်နည်းနည်းလေးထည့်မယ်ကျွတ်သွန်ပြကျွတ်သွန်လေးကိုစီတက်ပါမယ်တခါတည်းငပိလေးကိုပါတခါတည်းထည့်စီတက်လိုက်တော့ပို့ပြီးအနံ့မွေးတာပေါ့နော်ခရမ်းကျင်လေးရဲ့အယောင်တင်မုံလေးတွေကိုထည့်မယ်အစွန်ချောင်းမုံကိုထည့်မယ်ခရမ်းကျင်လေးကြေဝအောင်လို့ပါတော့ရေလေးနည်းနည်းထည့်ပြီးတော့တည်ထားလိုက်ပါမယ်ခန်းကျင်လေးတွေကလည်းဒီလိုအနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ဘာကတော့အဆက်အတွက်ငရုတ်သီးစိမ့်လေးထည့်ပါမယ်အရသာအတွက်စားအချို့မို့ငံမြရည်လေးထည့်မယ်ပြီးရင်တော့ခုနကဒညင်းသီးလေးကိုပတ်ထည့်ပြီးချက်ပါမယ်ဒညင်းသီးလေးတွေကိုအရသာလေးဝင်အောင်လို့ဘာကရေလေးနည်းနည်းထည့်ပြီးတော့ထပ်ပြီးတော့တဲပါမယ်နော်ဒါဆိုရင်စီလေးရတယ်တော်တော်ပြန်လာပြီးရေရလည်းတော်တော်ခမ်းသွားတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့အဲ့တော့ဒညင်းလေးငပိချက်လေးရပါပြီဒညင်းလေးငပိချက်နဲ့အလိုက်ဖက်ဆုံးကတော့ကြက်ဥကြော်ပါဘာကတော့ကြက်ဥလေးကြော်ပြီးတော့အိမ်မှာအလျက်ရှိတယ်ငွေတို့ကြက်ကလေးပါကြော်လိုက်တော့အရန်ကိုလိုက်ဖက်တာပေါ့နော်အားလုံးပဲစားကောင်းကြပါစေရှင်